သူမရဲ့အယုတ်လေးကိုခပ်ဖွားလေးနားလိုက်မိယုံရှိသေးတယ် CEO ကတယောက်ယောက်သူ့ကိုလာနန်းတယ်လို့ရုပ်တရက်ခံစားလိုက်ရတာအဲ့ဒီနောက်သူမကအယုတ်လေးရဲ့အဝတ်စားကိုလဲပေးဖို့လှုပ်တော့ CEO ရဲ့ဘောင်ဘီကလည်းအလိုလျောက်ကြွကြွသွားခဲ့ပြန်တယ်ဒါကို CEO ကအရန်လန့်သွားပြီးအစည်းအဝေးကိုချက်ချင်းဖြတ်အိမ်ပြန်ဖို့ပြင်တော့တာပဲသူ့လက်ထောက်ကဘာတိမှမသိလို့နောက်ကလိုက်ဖို့လုပ်ပြီးမြ CEO ကသူ့နားမကတ်ဖို့အော်ဟောက်တီတားလိုက်ပါတယ် CEO အိမ်ပြန်ရက်လို့ရေချိုးနေချိန်မှာသူမရဲ့အယုတ်လေးကလည်းရုတ်တရက်ရွှဲဆိုသွားတာကိုတွေ့ပြီးသူမအံ့ဩသွားခဲ့ရလေအဲ့ဒါနဲ့စပင်6ကန်ဆက်တဲ့အယုတ်ကိုအချောက်ခံပေးဖို့ပြင်လိုက်ပြီးမြအယုတ်ကိုပြန်ကန်ကြည့်လိုက်တဲ့အခါမှာတော့အယုတ်က6တွေ့နေပြီးအဝတ်စားပါလဲပြီးသားဖြစ်နေတာကိုတွေ့လိုက်ရလေသူမလည်းစဝေးစဝါနဲ့အယုတ်လေးရဲ့အဝတ်တွေကိုချွတ်ကြည့်လိုက်တဲ့အခါမှာတော့ CEO ခင်ဗျားလေးသူ့ကိုယ်ဘောကအဝတ်တွေဘလို့ချွတ်ခံလိုက်ရမှမသိပဲလန့်ဖတ်သွားပြီးသူ့ကိုယ်သူထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုခုကြုံနေရပြီလို့တန်တရားဝင်သွားမှာတော့တယ်နောက်နေ့မှာတော့သူမရဲ့အထက်လူကြီးကစာရွက်စာတမ်းတွေသွားပို့ခိုင်းလို့ CEO စီရောက်သွားခဲ့တယ်။တွေ့ချင်းမှာပဲသူကသူမကိုဘဏ်ကတ်တစ်ခုထုတ်ပေးပြီးဒီညပွဲတစ်ခုကိုသူ့အဖော်အဖေလိုက်ခဲ့ပေးဖို့လာကန်လန်တာပါ။အခကြီးငွေကလည်းအရန်ကောင်းတာမို့သူမချက်ချင်းပဲသဘောတူလိုက်တယ်။ CEO ကသူမစီကအယုတ်လေးကိုတတိထားမိနေတော့သူမကအယုတ်ရဲ့ဘားလေးကိုစိတ်လိုက်တဲ့အခါမှာတော့ CEO ကသူ့ဘားကိုတယောက်ယောက်လာစိတ်တယ်လို့ခံစားလိုက်ရပြီးဒါဟာစိတ်အာယုံခြောက်ချလာလို့ပဲသူထင်သွားခဲ့တယ်။အဲ့ဒီနောက်ပွဲကိုရောက်တဲ့အခါမှာတော့ CEO ကိုနှစ်ပေါင်းများစွာကလေးကတစ်ဖက်သက်ချစ်နေတဲ့မင်းကလေးတယောက်ရဲ့တိုက်ခိုက်ခြင်းကိုသူမခံခဲ့ရတယ်။သူကသူမကိုအတွေ့အကြုံမရှိတဲ့သူ CEO နဲ့မထိုက်တန်တဲ့သူဆိုပြီးလှောင်ပြောင်ယုံတင်မကသူမကိုပါးရိုက်ဖို့အထိကြိုးစားလာပါတယ်။သူမကသူ့ကိုတားလိုက်ပေမဲ့အဲ့ဒီမင်းကလေးကယွန်းတရသူမမျက်နှာကိုဝိုင်နဲ့ပတ်လိုက်ပါလေရော။သူမလည်းအလိုလျောက်အယုတ်လေးနဲ့ကာလိုက်မိတဲ့အခါမှာတော့ရေဆူသွားတာကသူမမဟုတ်ပဲ CEO ဖြစ်နေခဲ့တယ်။အဲ့ဒီမင်းကလေးက CEO ကသူမအတွက်ကာကွယ်ပေးလိုက်တယ်ထင်ပြီးဒေါသတွေထွက်လာတော့တာပေါ့။သူကသူမကို CEO နဲ့ဝေဝေနေဖို့တတိပေးရင်ရေကူးကန်ဆက်အထိသွန်းပို့ပြီးသူမလက်ထက်ကအယုတ်ကိုပါလူယူသွားခဲ့တယ်။သူမကအယုတ်ကိုပြန်လူဖို့ကြိုးစားနေသူကသူမကိုရေကူးကန်နဲ့တွန်းချလိုက်ကိုနှစ်ယောက်လုံးရေထဲပြုတ်ကျသွားပါတော့တယ်။အဲ့ဒီချိန်မှာပဲ CEO တယောက်သူအသက်လဲထားတဲ့အဝတ်တွေထပ်ပြီးရေဆူသွားတာကိုကြည့်ပြီးကြောင်အန်းဖြစ်သွားခဲ့တယ်။ရေကူးကန်ထဲမှာသူမရဲ့အယုတ်လေးကိုတွေ့လိုက်ရတော့သူတန်တရာဝင်သွားပြီးသူမကိုရေထဲကို diving ထိုးချပြီးဆင့်ခဲ့လိုက်ပါတယ်။သူမမျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့အယုတ်လေးကရေချိုးဝစ်စုံဝစ်ထားတာကိုတွေ့လိုက်ရတယ်။သူမကအယုတ်ရဲ့အဝတ်ကိုလဲပေးဖို့လုပ်နေတော့မှပဲ CEO ကရေချိုးခန်းထဲကထွက်လာပြီးချက်ချင်းရပ်ဖို့အမိန့်ပေးခဲ့တယ်။သူကသူမစီကအယုတ်ကိုအတင်းလူယူသွားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲသူမတစ်ခုခုကိုတတိထားမိပါလေ။ဟိုမင်းကလေးပတ်လိုက်တဲ့ဝိုင်ကသူမစီမကြပဲ CEO စီဘာလို့ရောက်သွားတာလဲ။ CEO ကရေချိုးဝစ်စုံဝစ်ထားချိန်မှာအယုတ်လေးကလည်းဘာလို့အတူတူဝစ်ထားရတာလဲ။ဒါကိုတေချာအောင်စမ်းသပ်ဖို့သူမကအယုတ်လေးရဲ့ပါကိုဖျက်ခနဲ့ရိုက်လိုက်တဲ့အခါမှာတော့ CEO ကသူ့ပါကိုပြန်အုပ်ပြီးသူမကိုကြည့်လိုက်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အယုတ်လေးမဲ့ CEO ဟာတကယ်ပဲချိဆက်နေတယ်ဆိုတာကိုသူမအတည်ပြုနိုင်ခဲ့ပါတော့တယ်။နောက်ထပ်ဇာတ်လမ်းကောင်းတွေကြည့်ရှုဖို့ like and subscribe လေးတွေလုပ်ဖို့မမေ့ကြနဲ့အောင်နော်။ comment မှာလည်းဘလို့အကြောင်းအရာလေးတွေကြည့်ချင်လဲရေးသွားပေးကြပါအောင်မျိုးတို့